အာဖရိကရဲ့အပူရှင်ပြင်းထန်လာတဲ့ဆာဗနာမြခင်းပြင်ပေါ်မှာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားနေပါတယ်။ဒီနေရာဟာတမ္မာတို့သာအသက်ရှင်ခွင့်ရတဲ့နေရာတစ်ခုဖြစ်ပြီးမြဲအခုမြင်နေရတာကတော့တဘာဝတရားရဲ့နေရာမတွေကိုပြောင်းပြန်လန့်ပစ်လိုက်သလိုပါပဲ။တာမန်အားဖြင့်တော့တောဝက်တီဟာတားရဲတွေရဲ့အစာအဖြစ်ပဲတတ်မှတ်ခံရရရှိတာပါ။ဒါပေမဲ့အခုမြင်နေရတဲ့ဒီတောဝက်ကြီးကတော့လုံးဝကိုကွဲပြားခြားနားနေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံဟာကြည်ရတတ်မှနေပြီးမျက်လုံးတွေထဲမှာလည်းဘသူကိုမှမကြောက်တဲ့ရဲရင်မှုတွေအပြည့်ရှိနေတာကိုတွေ့ရမှာပါ။ကြည့်ပါဦး။သူဟာမြကန်းနာမှာအပန်းဖြေနေတဲ့ရေမြင့်ကြီးတစ်ကောင်ကိုတော့ထွားရောက်စိန်ခုန်နေပါတယ်။ရေမြင့်ဆိုတာဆာဗနာမှာအန်ဒီရဲ့အရှိဆုံးနဲ့ဒေါ်သားအကြီးဆုံးတရဝါတွေထဲကတစ်ကောင်ပါပဲ။ဒါပေမဲ့ဒီတောဝက်ကြီးကတော့ရေမြင့်ရဲ့ရှေ့မှာတင်ရဲရဲဝမ်းဝမ်းရက်တီပြနေရတော့နဲ့မကဘူး။သူ့ရဲ့နေမြေကိုကျူးကျော်လာတဲ့မြသားဒီတိုင်းကိုအစွဲနဲ့ဝိတ်ရမ်းပြီးမောင်းထုတ်နေတာပါ။ဒါဟာတကယ့်ကိုအံ့ဩဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲ။မြင်းကြားတွေတောစိတ်တွေနဲ့တခြားသောတရဝါတွေဟာလေဒီတောဝက်ကြီးရဲ့အဟင်ကိုမခံနိုင်ပဲလမ်းဖယ်ပြီးနေကြရပါတယ်။ဇက်ရှင်ကဒီမှာတင်ရက်မသွားပါဘူး။တားရဲထရိတ်ဆန်တွေဖြစ်တဲ့တောခွေးတွေနဲ့ဟိုင်းနာအုပ်စုဟာသူတို့ရဲ့တားခေါင်ကိုဝိုင်းအောင်နေကြီးမှာဒီတောဝက်ကြီးကအလဲကနေဖြတ်ချသွားခဲ့ပါတယ်။သူ့ရဲ့ကိုရန်ကိုဟွာဟာဘလောက်တောင်ပြင်းထန်လဲဆိုရင်ဗိုက်စာနေတဲ့တားရဲအုပ်ကြီးတောင်သူ့ကိုရန်မယူပဲကြောက်ရွံ့တုန်လှုပ်စွာနဲ့နောက်ဆုတ်ပေးလိုက်ရပါတယ်။ဒါဟာတဘာဝတောအုပ်ထဲမှာမြင်တွေ့ရခဲ့တဲ့အာနာပြမှုတစ်ခုပါပဲ။ဒါပေမဲ့တကယ်ထိတ်ထိတ်တွေ့ဆုံမှုကတော့အခုမှစတာပါ။တောဘရင်လူတင်စားကြတဲ့ချင်းထိတ်အုပ်စုကြီးနဲ့ရင်ဆိုင်ရချီမှာတော့ပရိပတ်တွေအားလုံးရင်ထိတ်ထိတ်ဖြစ်သွားရပါတယ်။ချင်းတွေဟာအုပ်စုလိုက်ဝိုင်းယောင်ထားပေမဲ့ဒီတောဝက်ကြီးဟာကြောက်ရွံ့ပြီးထွက်ပြေးမဲ့အစားရှေ့ကိုတိုးပြီးပြန်လဲတိုက်ခိုက်ကိုပြင်ဆင်နေပါတယ်။သူ့ရဲ့အစွမ်းလီကချင်းတွေအတွက်အသက်အန္တရာယ်ဖြစ်စေနိုင်မှန်တီးနေကြတာကြောင့်တောဘရင်တွေတောင်သူ့ကိုအလွယ်တကူလက်မဖြားရေးကြပါဘူး။ထူးခြားတာကတော့ဒီလောက်တန်ပါတဲ့တောဝက်ကြီးကိုပြန်လဲတုံ့ပြန်ရေးတဲ့တရဝါလေးတစ်ကောင်ရှိနေတာပါ။အဲ့ဒါကတော့ Honey Burger လို့ခေါ်တဲ့မြေခွေးတစ်မျိုးပါပဲ။အရွယ်စားခြင်းမမျှပဲမယ်မိခင်စိတ်ဓာတ်နဲ့သားသမီးကိုကာကွယ်ဖို့အတွက်ဒီအိယာမတောဝက်ကြီးကိုအစွဲနဲ့ဝှိရန်ပြီးမရေရွံ့စွာနဲ့ရင်ဆိုင်ပြခဲ့ပါတယ်။ဒါဟာဆာဗနာရဲ့အလားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်တွေထက်ကတစ်ခုပါပဲ။အားလုံးအတူကိုဝေးဝေးကရှောင်နေကြပြီမဲ့ဒီတရဝါသေးသေးလေးကတော့နောက်မဆုတ်တန်းရင်းပြိုင်ခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ချင်းအပြင်ကျွန်တော်တို့သိနိုင်တာကတော့တဘာဝတရားကြီးကခက်မှန်းလို့မရဘူးဆိုတာပါပဲ။တောဝက်တကောင်ဟာတားကောင်အဖြစ်ကနေဆာဗနာရဲ့အုတ်ချုပ်ရင်းတယောက်လိုဘလူမျိုးအစွမ်းပြသွားခဲ့တယ်လဲဆိုတာအမကန်မြင်တွေ့ကြရပါပြီ။သူဟာသူ့ရဲ့တက်တီနဲ့ခွန်အားကိုအသမချပြီးလောကရဲ့နိယာမတွေကိုစိန်ခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့တဘာဝတောရိုင်းထရစ်ဆန်တွေရဲ့အကြောင်းကိုဆက်လက်လေ့လာခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့နဲ့အတူဆက်ရှိနေပြီဦးမှာ